တင်မင်းနမအပြိုင်ပွဲကြီးစတင်လိုက်တာနဲ့ကမ္ဘာထိပ်သီးစီးပွားရေးသမားကြီးတွေနဲ့တိမ်မောင်များစွာသောပြည်သက်တွေကတင်မင်းနမအပြိုင်ပွဲကိုအားပေးကြဖို့အတွက်အတီးတီးစုဝေးရောက်ရှိနေကြပြီပထမဆုံးပွဲစဉ်ကိုအားပေးကြဖို့အတွက်အသင့်ဖြစ်နေကြပါပြီအခုချိန်မှာတော့ပြိုင်ပွဲထဲမှာရေစင်းကားတစ်ကောင်လိုအချိုးကျလှပပြီတောင်ထဲနဲ့ခန္ဓာကိုယ်မျိုးရှိတဲ့မျိုးသမီးတူဦးရှိနေပြီသူကတော့ဥက္ကဋ္ဌကာတာဟာရာရဲ့သမီးဆာယာကာပဲဖြစ်ပါတယ်တင်မင်းနမအပြိုင်ပွဲရဲ့ပရက်ဇန်နာအဖြစ်တာဝန်ယူထားတာကြောင့်သူမကစားဖွင့်တယ်လို့ကြေညာလိုက်တာနဲ့အားလုံးကလည်းအရန်ကိုစိတ်ရထက်တန်ပြီးအော်ဟစ်နေကြပါတယ်။ဂျာကြီးကတော့အပြင်ကတမ်းမပြိုင်ပွဲတွေလိုမဟုတ်ပဲအားပေးဖို့တအားတက်ကြွနေပြီးယူသွနေကြတဲ့ပြည်သက်တွေကြောင့်အရန်ကိုအံ့ဩနေတယ်လို့ဩကရကာတာဟာရာကလည်းဒီပြိုင်ပွဲတွေသူအများကြီးမျှော်လင့်ထားတာကြောင့်အခုလိုတက်ကြွနေတဲ့ပြည်သက်တွေကိုကြည့်ပြီးသဘောကျကပြုံးနေခဲ့ပါတယ်။ပထမဆုံးပြိုင်ပွဲကိုဆင်နွှဲရမယ့်ကော့စမိုကတော့တွဲမှုလေးချင်းကနေလုံနေခဲ့ပါတယ်။ငငယ်ကဆိုရင်ကော့စမိုကဒေါသစိတ်ကြောင့်လမ်းမေးရံပွဲတွေမကြာခဏဖြစ်တတ်တယ်လို့ယာကူဇာ၄ယောက်ကိုတွားပြီးရစားမိတဲ့နေ့ကတော့သူ့ဘဝရဲ့နောက်ဆုံးနေ့ပဲလို့ထင်ရတဲ့အထိအသေးလဲထိုးခံနေခဲ့ရတာပါအဲ့ဒီအချိန်မှာလူတစ်ယောက်ကရုတ်တရက်ရောက်လာပြီးတခဏအတွင်းမှာပဲယာကူဇာတွေကိုအမောက်သိပ်ပေးလိုက်တဲ့ကြောင့်သူလည်းအသက်ချမ်းသာရခဲ့တာပါကော့စမိုကိုဝင်ခဲ့ပေးလိုက်တဲ့သူကတော့ဂျပန်နိုင်ငံမှာအဖြူရောင်မျှော်လင့်ချက်လို့နာမည်ကြီးနေတဲ့ MMA ဖိုက်တာမီဆူယိုဖြစ်နေခဲ့ပါတယ်ယာကူဇာတွေကိုတော့မကြောက်မရွံ့ပြဿနာရှာရတဲ့ကော့စမိုရဲ့တက်တီကိုမီဆူယိုကသဘောကျသွားတဲ့ကြောင့်ငါးစိမှာကိုခိုင်ပညာသင်မလားလို့မေးလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးတော့ကော့စမိုရဲ့ဘဝကတစ်စိချိုးပြောင်းလဲသွားခဲ့တာပါ။ကော့စမိုရဲ့ဥက္ကဋ္ဌကလည်းသူတို့နှစ်ယောက်ကြားမှာအလုပ်ရှင်နဲ့အလုပ်သမားလို့မဟုတ်ပဲညီကိုတွေလိုသဘောထားတာကြောင့်အခုပြန်ရမယ့်တေမင်းနမန်ပြိုင်ပွဲကအသက်နဲ့လဲရမယ့်အသေးကြီးတိုက်ပွဲဖြစ်နေတာမို့လို့လုံးဝမခံနိုင်တော့ရင်အရှုံးပေးလိုက်ဖို့မှားနေခဲ့ပါတယ်။ဒါပေမဲ့ကော့စမိုကတော့သူ့ရဲ့ခံယူချက်ကိုကအရှုံးဆိုတာကြီးကိုကဘာပေါ်မှာအမုန်းဆုံးဖြစ်နေတာကြောင့်သူ့ကိုအများကြီးကူညီပြီးဆင်တင်ပေးထားတဲ့အတွက်ကြောင့်ဒီတိုက်ပွဲကိုအပြတ်သက်အနိုင်ချပြီးတော့ပထမဆိုတာကြီးကိုရအောင်ယူပေးမယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ပွဲရဲ့ MC မမကပထမဆုံးပွဲစဉ်မှာတိုက်ခိုက်မဲ့သူကိုစတင်မိတ်ဆက်ပေးပါတော့တယ်ဒီဖိုက်တာကတော့တိုက်ခိုက်ရေးမှာပါရမီပါလာပြီးငယ်ရွယ်ပေမဲ့ချလာသမျှသူတွေအကုန်လုံးကိုမြေပေါ်လက်သိပ်အနိုင်ယူပြထားတဲ့ဂျူဂျူစုမာစတာဖြစ်ပြီးချုပ်ကွက်ဘရင်လို့တင်သားခေါ်ကြတဲ့အီမာရီကော့စမိုပဲဖြစ်ပါတယ်အသက်16နှစ်သာရှိသေးပေမဲ့ကန်ကန်ပြိုင်ပွဲမှာ22ပွဲထိုးရှုံးပွဲလုံးဝမရှိသေးတဲ့သူနီရှီဟွန်ဂျီကုမ္ပဏီရဲ့ကိုသားပြုဖိုက်တာအီမာရီကော့စမိုလို့ခန်းခန်းနာနာမိတ်ဆက်ပေးနေခဲ့ပါတယ်သူရဲ့ပြိုင်ပွဲတိုက်ခိုက်ရေးသမားကတော့အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ကလာတဲ့အဒန်ဒလီပဲဖြစ်ပါတယ်သူကမရေမတွက်နိုင်တဲ့ပြိုင်ပွဲတွေကိုအနိုင်ယူထားပြီးလက်နက်ပါမပါဂယူးမဆိုင်တတ်တဲ့အကြမ်းဖက်လူမိုက်တယောက်ပါကန်ကန်ပြိုင်ပွဲမှာတပွဲထိုးတပွဲနိုင်မှတ်တမ်းရှိပေမဲ့ဒီတေမင်းနမန်ပြိုင်ပွဲမှာအနိုင်ရမယ်ပထမဆုံးတိုင်းသမားသားဖြစ်လာမလားလို့စောင့်ကြည့်ပေးကြပါလို့ဆိုကအီဂရီတိုရဲ့ထိတ်ကောင်အဒန်ဒလီကိုပြည်သက်တွေနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နှစ်ယောက်လုံးကလည်းကွင်းလယ်မှာတယောက်ကိုတယောက်တေးကြစိုက်ကြည့်နေကြပြီးတယောက်ကအချုပ်သမားနောက်တယောက်ကအထိုးသမားဖြစ်နေတဲ့အပြင်လူကောင်ချင်းကလည်းနှစ်ဆလောက်ကွာခြားလုံးနေခဲ့ပါတယ်အရာအလုံးစန့်ကျင်ပဲဖြစ်နေတဲ့လူနှစ်ယောက်ခြားကြမဲ့ပွဲကိုပွဲကြီးပြည်သက်တွေကထင်ချင်းမျိုးစုံနဲ့ခံမှန်းနေကြပေမဲ့အိုမာကတော့ဘာမှကိုစိတ်ဝင်စားပဲကလဲထိုင်ပေါ်မှာအိတ်တောင်ငိုက်နေခဲ့ပါတယ်ဒိုင်လူကြီးကအချက်ပြပြီးခြာခိုင်းလိုက်တာနဲ့နှစ်ယောက်လုံးကအတင်းပြေးဝင်သွားပြီးစားချကြပေမဲ့ကော့စမိုကလှင်မြန်တဲ့လက်သီးချက်တွေကိုဇက်တိုက်ပြကျွေးနေတဲ့ပြင်အဒန်ရဲ့ကိုနေရနာပြတ်သွားအောင်အောက်ပိုင်းကိုခြေကန်ချက်တွေနဲ့အထိနာအောင်လုပ်နေခဲ့ပါတယ်အဒန်လည်းကော့စမိုကလူကောင်းသားသေးတာထိုးချက်တွေကန်ချက်တွေကလူကောင်းနဲ့မလိုက်အောင်အားပါလုံးနေတာကြောင့်နည်းနည်းတော့ဖြုံသွားခဲ့ပါတယ်အဒန်ကလည်းသူ့ရဲ့အားပြင်းတဲ့လက်သီးတွေနဲ့ဇက်တိုက်လိုက်ထိုးနေပေမဲ့ကော့စမိုကအသာလေးရှောင်နိုင်တဲ့အပြင်အောက်ပိုင်းကိုပဲအဆက်မပြတ်ကန်တာခံနေခဲ့ရပါတယ်ခုချိန်မှာတော့အဒန်နဲ့လိုက်ဖန်လို့လည်းမရထိုးပြန်တော့လည်းအမြဲလွဲချုံနေတာကြောင့်ဒေါသတွေအလိမ့်လိုက်ထွက်နေပြီးအတင်းလိုက်ထိုးနေခဲ့ပါတယ်ဒါပေမဲ့ကော့စမိုရဲ့ကကြီးချုပ်ကွက်နဲ့မြေပေါ်လဲချတာကိုခံလိုက်ရပြီးကော့စမိုရဲ့အပိုင်နိုင်ဆုံးချုပ်ကွက်အောက်ကိုအဒန်ရောက်သွားခဲ့တာကြောင့်အပေါ်ကနေကော့စမိုထိုးသမျှလက်သီးတွေကိုအလူးလက်ခံနေရပါတော့တယ်အသာစီးရနေတဲ့ကော့စမိုကလည်းပွဲကိုအမြန်ဆုံးဖျက်နိုင်အောင်အားကုန်သုံးပြီးအတကုံထိုးနေပေမဲ့သူ့အောက်ကနေအခုချိန်ကြီးသွေးနဲ့ပြုံးပြနေတဲ့အဒန်ကြောင့်ဒေါသတွေပိုထွက်နေခဲ့ပါတယ်ဒီလိုနဲ့အဒန်ကကော့စမိုရဲ့နာမည်ကိုဝိုက်လက်သီးတစ်လုံးထိုးလိုက်တဲ့အချိန်မှာအသာစီးရနေတဲ့ကော့စမိုကအန်ဒီရဲ့ကိုရိမ့်မိတာကြောင့်ကြောင်တကောင်လိုအမြန်မဲ့ခုန်ဆင်းပြီးရှောင်လိုက်ပါတယ်အားလုံးကလည်းကိုကအပေါ်စီးကနေအသာစီးရနေပါရဲ့နဲ့ဘာမဟုတ်တဲ့လက်သီးချက်ကလေးကိုဘာဖြစ်လို့အသေးအတန်ရှောင်လိုက်တာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေကြပါတယ်ဒါပေမဲ့ကော့စမိုကတော့လက်သီးကရှက်ထီယုံလေးဆိုပေမဲ့အတော်လေးကိုအီစိတ်နေအောင်ခံလိုက်ရတာပါဆက်ပြီးတော့လဲကျနေတဲ့အဒန်ကလည်းထူးဆန်းတဲ့ပုံစံကြီးနဲ့ကြွက်သားတွေကိုတုံးပြီးနောက်ပြန်ထပြလိုက်တာကြောင့်အားလုံးကလည်းအယမ်းကိုအံ့ဩသွားကြပါတယ်ဒီလိုလုံနိုင်တာကလည်းအဒန်ရဲ့ခန္ဓာကိုယ်တိကျပုံကောင်းမွန်တာနဲ့ပုံမှန်ထက်အများကြီးပိုကြီးတဲ့နောက်ကျောကြွက်သားတွေကြောင့်ပါရေခဲပြင်လိုအယမ်းချောတဲ့နေရာမျိုးမှာလက်သီးတစ်လုံးထိုးဖို့ကိုဟန်ချက်ညီအောင်မနှဲထိနေရပေမဲ့
အတန်ကအဲ့ဒီလိုအခြေအနေမျိုးမှာတော့လူပေါင်းများစွာကိုအမောက်သိပ်ပြထားတဲ့ပြင်သူ့ရဲ့ထူးခြားတဲ့ကြွက်သားတိဆောက်ပုံကြောင့်လက်သီးတစ်လုံးကိုပိုင်ပိုင်နိုင်နိုင်အထိုးခံလိုက်ရတာနဲ့တေချာပေါက်ပြန်ထမလာနိုင်တော့တဲ့အထိအားပြင်းလွန်းလာပါတယ်အခုချိန်မှာတော့ကော့စမိုကလည်းအချိန်ဆွဲလို့မဖြစ်တော့တာကြောင့်အမြန်နှုံးကိုအဆုံးထိတင်ပြီးတော့လက်သီးချက်တွေကိုဇက်တိုက်ထိုးနေရင်းနဲ့ရုတ်တရက်ပခုံးကိုချုပ်ကင်တာခံလိုက်ရပြီးအတန်ရဲ့ခွန်အားပြင်းနဲ့ထိုးလိုက်တဲ့လက်သီးချက်ကိုမိသွားတော့ကော့စမိုလည်းကလာကားတဲ့ကလို့လွန့်ထွက်သွားခဲ့ပြီးပြန်ထဖို့တောင်မှတော်တော်ကြီးကိုခဲရင်းနေခဲ့ပါတယ်ဒါပေမဲ့အတန်ကသူ့ကောင်းကိုကန်ပြီးနောက်ထပ်လက်သီးတစ်လုံးထပ်ထိုးလိုက်တော့ကော့စမိုလည်းခံရတာတက်တအောင်လေထဲမှာလည်းအမြန်ခုန်ထွက်ခဲ့ရပါတယ်ဒီတော့ကော့စမိုလည်းတံပြန်ဖိအားပေးနိုင်အောင်သူ့ရဲ့လက်သီးချက်တွေကိုမြန်နိုင်သမျှမြန်အောင်ထိုးနေရင်းနဲ့အတန်ရဲ့နောက်ထပ်ခွန်အားပြင်းတဲ့လက်သီးတစ်လုံးထပ်ကျွေတာကိုခံလိုက်ရပြန်ပါတယ်အတန်တလီကအမေရိကန်မှာဆိုရင် heavyweight fighter ကြီးတွေကိုတောင်အားပြင်းတဲ့လက်သီးချက်တွေနဲ့အမောက်သိပ်ပြထားတဲ့သူမျိုးပါကော့စမိုကလည်းအတန်ကသူထင်းထားတဲ့ပိုးပြီးကြမ်းတမ်းနေတာကြောင့်ပွဲကိုဒီတိုင်းကြာဆွဲထားရင်တော့သူရှုံးဖို့သေးကြနေတာမို့လို့ကော့စမိုကချက်ချင်းပဲ viewer ပြောင်းလဲလိုက်ပါတယ်အတန်လည်းကော့စမိုကိုကြည့်ပြီးတော့သူလည်းကိုနေရထားကိုလိုက်ပြောင်းလိုက်ပါတယ်နှစ်ယောက်စလုံးကနောက်ဆုံးပွဲသိမ်းတိုက်ကွက်အတွက်တယောက်ကိုတယောက်သေချာစောင့်ကြည့်နေကြသလိုပွဲကိုကြည့်နေတဲ့သူတွေကလည်းဒီလိုအသက်ရှူရက်မတက်တင်းမာနေတဲ့အခြေအနေကြောင့်ဘာဆက်ဖြစ်လာမလဲဆိုတာကိုသိကြနေကြပြီးမျက်တောင်မခတ်တန်စောင့်ကြည့်နေခဲ့ကြပါတယ်ဒီလိုနဲ့နှစ်ယောက်လုံးကအားကုန်သုံးပြင်းဝင်သွားကြပြီးအတန်ကဥအောင်ထိုးချလိုက်တော့ကော့စမိုလည်းမှောက်သွားခဲ့ပါတယ်အတန်ကကော့စမိုကိုသူ့ရဲ့နေတိုင်းလေးကျင်းနေကြတဲ့အိတ်တစ်လုံးကိုသဘောထားပြီးအတကုံပြင်းနေရင်းနဲ့တော်လောက်ပြီလို့អော်လိုက်တဲ့ဒိုင်လူကြီးရဲ့စကားကြောင့်အတန်လည်းသတိပြန်ဝင်လာခဲ့ပါတယ်သူကတော့ဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်နိုင်သလိုသူပဲကော့စမိုကိုအနိုင်ရရှိသွားခဲ့ပြီလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့အတန်ကကော့စမိုရဲ့ထရီကန်ချုပ်ကွက်ထဲမှာအမေရချုပ်ခံထားရပြီးသတိလစ်သွားတဲ့အထိအပြင်းခံလိုက်ရတာပါထရီကန်ချုပ်ကွက်ဆိုတာပြိုင်ဘက်ကတိုက်ခိုက်ဖို့တွေးနေတဲ့အချိန်အသီးစိတ်လွတ်နေတဲ့ဟာကွက်ကနေဝင်ရောက်တိုက်ခိုက်ခဲ့သလိုတစ်ဖက်လူရဲ့အထင်နဲ့အမြင်စန့်ကျင်ဘက်ဖြစ်သွားအောင်အရာအလုံးကိုတစ်စက္ကန့်အတွင်းမှာတိတိကျကျလှုပ်ဆောင်နိုင်ခဲ့တဲ့အကြောင်းပါဒီလိုနဲ့ကော့စမိုလည်းအန်အင့်မွယ်အနိုင်ရရှိသွားခဲ့ပြီးတိုက်ခိုက်ရေးမှာပါရမီပါလာတဲ့လူငယ်တယောက်ဆိုတာအားလုံးကလည်းလက်ခံလိုက်ကြပါတော့တယ်ကော့စမိုကတော့တက်ကွင်းထဲကနေလဲကြမတော့မနှဲဟန်ချက်ထိမ့်ပြီးလမ်းလျှောက်နေရပြီးအခန်းထဲရောက်တော့သူလည်းတော်တော်ကြီးကိုအထိနာထားတဲ့ကြောင့်မတ်တက်တောင်မရနိုင်တော့ပါဘူးကော့စမိုရဲ့ဥက္ကဋ္ဌကလည်းအစွမ်းထက်လာတဲ့ကောင်တော့ဒီလောက်ထိခံလာရရင်တေမင်းနမန်ပြန်ပွဲရဲ့နောက်ထပ်လာမဲ့ဖိုက်တာတွေကပိုပြီးကြမ်းတမ်းကြလိမ့်မယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်ဒီအပိုင်းလေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါပြီအစားဆုံးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်စိတ်လှုပ်ရှားစရာအပိုင်းတွေကိုလည်းဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျာ